သူလေးကိုအချစ်စစ်နဲ့ချစ်လို့နှင်းစီပန်းလေးကိုလည်းအစစ်သုံးပေးပါနော်ဆိုပြီးတော့မျက်စီမှာချစ်ရတဲ့ကောင်မလေးကနေပြီးတော့သူရဲ့ချစ်သူကောင်လေးအတွက်ကိုမှဆပ်ပစ်လေးလာအပ်ထားပါတော့အရန်ကိုမှချစ်တတ်တဲ့ကောင်မလေးပါရှင်နောက်ပြီးဒီရဲ့နှင်းစီလေးတက်ပို့ပြီးတော့လည်းချစ်ပါတယ်ဆိုတာလေးကိုပြောပြပါအောင်ဆိုပြီးတော့မှလိုက်သေးရဲ့ပေါ့နော်ဒီရဲ့နှင်းစီအဝါလေးကမြက်ပထမဦးဆုံးစီးပူးခြင်းပဲပေါ့နော်ပုံမှန်ဆိုရင်တော့မြက်ကအနီရောင်လေးတွေပဲစီးပေးဖြစ်တာများတယ်ပေါ့နော်ဒီရဲ့အဝါလေးကလည်းစီးလိုက်တော့အရန်လာရပေါ့နော်မွေးလဲမွေးရပေါ့နော်အရောင်လေးကိုတော့နှင်းစီပန်းနဲ့လိုက်ဖက်မယ်အဖြူနဲ့အနက်လေးကိုရွေးပြီးတော့မှမြက်ကစီးပေးထားပါရဲ့ရှင်နှင်းစီမှာအခုလိုမျိုးပန်းအစစ်ပန်းစီလေးကြီးလည်းအော်ဒါမှာလို့ရပြီနော်ပန်းအစစ်အော်ဒါလေးမှာယူမယ်ဆိုရင်တော့မြက်ကို1ရက်လောက်ကြိုပြီးတော့မှပြောပြပါနော်ဘာဖြစ်လို့လဲဆိုရင်တော့အခုလိုမျိုးနွေရသည်မှာပေါ့နော်အရန်ပူတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရက်ပန်းလေးတွေကမျက်စိမှာကြိုပြီးတော့ဝယ်ထားလို့လည်းမရဘူးပေါ့နော်ကြိုဝယ်ထားရင်ညှို့သွားမှလည်းစိတ်ပူရတယ်လीနော်ဆိုတော့မြတ်တို့စီးကန်နီးမှာပဲလက်လက်ဆက်ဆက်သွားပြီးတော့မှယူပေးရရပေါ့နော်ဒီမဲ့အချိန်အတိအကျလေးကိုလည်းမြတ်ကိုပြောပေးထားရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ပြီးတော့ပန်းလေးတွေကိုလွယ်လွယ်ကူကူနဲ့ညှို့မသွားအောင်လည်းမြတ်ကအောက်ကဖောက်မှရေအပြည့်ထည့်ပြီးတော့မှတခြားလေးစီးပြီးတော့မှ customer စီကိုပို့ပေးပါရနော်အားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်